အားလုံးကိုမင်္ဂလာပါငါဤငြိမ်းချမ်းခြင်းကိုသင်တို့ဟာငါပေး၏ငြိမ်းချမ်းခြင်း peace ငြိမ်းချမ်းခြင်းကိုသခင်ခရစ်တော်ကသူ့ရဲ့တပည့်တော်ကြီးတွေကိုပေးတယ်ဒီနေ့ကျွန်တော်တို့တွေအားလုံးကိုလည်းပဲငြိမ်းချမ်းခြင်းကိုပေးနေခြင်းပဲဖြစ်ပါတယ်ခရစ်စမတ်အားပေးခြင်းခံပြီးတဲ့ပုဂ္ဂိုလ်တွေအားလုံးဟာတန်ရှင်သောဝိညာဉ်တော်ရဲ့တကူတော်အားဖြင့်တန်ရှင်သောဝိညာဉ်တော်ရဲ့အသီးအပွင့်12ပါးထဲမှာတစ်ပါးပွင့်အပါဝင်ဖြစ်တာကငြိမ်းချမ်းခြင်းပဲဖြစ်ပါတယ်ခရစ်စမတ်အားပေးခြင်းကိုခံပြီးကြတဲ့ကျွန်တော်တို့တွေဘာဖြစ်လို့မငြိမ်းချမ်းတာလဲဆိုတဲ့အရာကိုကျွန်တော်တို့တွေပြန်လဲထောက်ရှုစဉ်းစားရမှာဖြစ်ပါတယ်ခရစ်စမတ်အားပေးခြင်းခံတဲ့အခါမှာကျေးဇူးတော်9ပါးနဲ့အသီးအပွင့်12ပါးရှိပါတယ်ချစ်ခြင်းမေတ္တာဝမ်းမြောက်ခြင်း love joy peace patience kindness goodness generous gentleness faithfulness self control modesty chastity ဆိုတဲ့ຢာတွေကတန်ရှင်သောဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့တွေကိုတန်ရှင်သောဝိညာဉ်တော်ရဲ့အသီးအပွင့်12ပါးထဲမှာပါဝင်နေခြင်းပဲဖြစ်ပါတယ်။ဘာဖြစ်လို့လောကကြီးမှာမငြိမ်းချမ်းတာလဲဆိုပြီးတော့ကျွန်တော်တို့တွေပြန်လဲထောက်ရှုစဉ်းစားတဲ့အခါမှာလူတွေဟာအတ္တဟိတနဲ့ပရဟိတအတ္တတွေလွှမ်းမိုးနေလို့ပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ကိုယ်အတွက်လောဘဒေါသမောဟတဏှာယာကကိလေသာဒီဟာတွေပေါ်မှာတက်မှတ်နေတဲ့အခါမှာငါဆိုတဲ့အတ္တတွေများတဲ့အခါမှာမငြိမ်းချမ်းပါဘူးဒီနေ့ကျွန်တော်တို့တွေလောကကြီးကငြိမ်းချမ်းသည်ဖြစ်စေမငြိမ်းချမ်းသည်ဖြစ်စေကျွန်တော်တို့တွေပြန်လဲစဉ်းစားရမှာကငြိမ်းချမ်းခြင်းလို့ကျွန်တော်တို့တွေပြောတဲ့အခါမှာ world's peace လောကကြီးကပေးတဲ့ငြိမ်းချမ်းခြင်းနဲ့ Christ peace လို့ခေါ်ပါတယ်ဘုရားသခင်ပေးတဲ့ငြိမ်းချမ်းခြင်းဟာ divine peace inner peace အတွင်းစိတ်ငြိမ်းချမ်းခြင်းပဲဖြစ်ပါတယ်ဒီနေ့အပြင်စိတ်ငြိမ်းချမ်းခြင်းဆိုတာကအပြင်မှာသူ့ကိုကြည့်လိုက်ရင်ငြိမ်းချမ်းလိုက်တာတခါတလေကျွန်တော်တို့တွေထင်ကောင်းတင်ပါပေါ့ငါချမ်းသာရင်တော့ငါစိတ်နှလုံးငြိမ်းချမ်းပါပြီငါရာထူးရာခံနေများလာရင်တော့ငါရဲ့စိတ်နှလုံးငြိမ်းချမ်းပါပြီငါထင်ရာတွေစိုင်းနိုင်ပြီဆိုရင်တော့ငါရဲ့စိတ်နှလုံးတွေငြိမ်းချမ်းပြီလို့ကျွန်တော်တို့တွေထင်တယ်ဒီຢာတွေအားလုံးဟာ world's peace လောကရဲ့ငြိမ်းချမ်းခြင်းတွေအဲ့ဒီຢာတွေဟာဒီ temporary ခေတ္တခဏပဲဖြစ်တယ်ဆိုတဲ့ຢာကိုအဲ့ဒီຢာတွေက base လုပ်ထားတာက circumstances ကိုယ့်ရဲ့အခြေအနေတစ်ခုမှာငြိမ်းချမ်းတယ်လို့ကျွန်တော်တို့တွေခံစားကောင်းခံစားနေရမှာဖြစ်ပါတယ်တကယ်တမ်း Christ peace ဆိုတာက inner အတွင်းထဲကနေပြီးတော့ငြိမ်းချမ်းတယ်အဲ့ဒီငြိမ်းချမ်းတဲ့ပုဂ္ဂိုလ်တွေကအခုနပြောသလိုငါဆိုတဲ့အတ္တတွေမရှိဘူးအများအတွက်အားလုံးအတွက်ငါတို့တွေအကောင်းဆုံးပေးဆက်နစ်နာခံမယ်ဆိုတဲ့အရာကိုပဲဖြစ်ပါတယ်ဒီနေ့သခင်ခရစ်တော်ကသူ့ရဲ့တပည့်တော်ကြီးတွေကိုငါမင်းတို့နဲ့အတူငြိမ်းချမ်းခြင်းကိုထားခဲ့တယ်ဆိုတာက world peace မဟုတ်ဘဲနဲ့Christ peace divine peace inner peace အတွင်းစိတ်ငြိမ်းချမ်းခြင်းကိုထားခဲ့ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်ဘုရားသခင်၌ချစ်လက်စွာသောဘုရားရဲ့သားသမီးပေါင်းတို့ peace လို့ပြောတဲ့အခါမှာ Mother Teresa ကဘာပြောလဲဆိုရင် peace begin with a smile တခါတလေကျွန်တော်တို့တွေမပြုံးနိုင်ဘူးဘယ်လိုပြုံးနိုင်မလဲနှလုံးသားမှာကပြည့်နေနေတာလောဘဒေါသမောဟမနာလိုဝင်ထုံမှုတွေဒီຢာတွေပြည့်နေနေတဲ့အခါမှာအပြင်မှာအပြုံးမရှိဘူးတချို့တွေကြောက်လဲဟန်ဆောင်ပြီးတော့ပြုံးလေးရှိတာလည်းရှိတယ်အဲ့ဒီຢာတွေအားလုံးဟာသူတို့တွေဒီ temporary ဟန်ဆောင်ပြီးတော့ပြုံးတဲ့ຢာတွေအားလုံးဟာ temporary ခဏပဲဖြစ်တယ် permanent မဖြစ်နိုင်ဘူးအတွင်းစိတ်ငြိမ်းချမ်းခြင်းကိုကျင့်ဆောက်တည်တဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးဆိုတဲ့ຢာကိုပြောနေခြင်းပဲဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့တွေပြန်လဲစမ်းစစ်ကြည့်ရအောင်ဒီနေ့မြေစာတရားတော်မြို့မှာပါဝင်ကြတယ်တချို့တွေဆိုရင် online ကနေပြီးတော့တရားတွေနာယူမယ်ကိုယ်နဲ့နီးစပ်တဲ့သူတွေကိုပြုံးနိုင်ပြီလားကိုယ်နဲ့နီးစပ်တဲ့သူတွေကိုပြုံးပြနိုင်ပြီလား
ပြုံးပြခြင်းအဖြစ်ကိုယ့်ရဲ့အတွင်းစိတ်ဟာငြိမ်းချမ်းတယ်ဆိုတဲ့အရာကိုပေါ်ညွှန်းနေခြင်းပဲဖြစ်တယ်။လုပ်ကြည့်ပါတခါတလေကျွန်တော်တို့တွေတရားတွေနာကြတယ်ပြီးရင်လည်းပြီးသွားတာပေါ့အဲ့ဒီလိုမဟုတ်ဘဲနဲ့နေ့စဉ်နဲ့မြအနည်းဆုံးတစ်ခုကိုငါတို့တွေကျင့်ကြည့်ကြရအောင်ဆိုကျင့်ကြည့်မယ်ဆိုရင်ကျွန်တော်တို့တွေအဲ့ဒီအကျိုးကိုကျွန်တော်တို့တွေခံစားရမှာဖြစ်တယ်ဒါကြောင့်လို့ Saint Francis Assisi ကဘာပြောလဲဆိုရင် Lord make me an instrument of your peace ရှင်ဘုရားတပည့်တော်ကိုကိုရောရဲ့ငြိမ်းချမ်းခြင်းရဲ့တစားဖြစ်စေတော်မူပါသူရဲ့နေထိုင်ခြင်းချမ်းခြင်းပြောဆိုခြင်းဒီဟာတွေအားလုံးဟာငြိမ်းချမ်းခြင်းကိုဥတည်ရဲ့အရာဖြစ်စေတော်မူပါဆိုပြီးတော့ပြောခဲ့ခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ဘုရားသခင်၌ချစ်လာစွာသောဘုရားရဲ့သားသမီးပေါင်းတို့မငြိမ်းချမ်းတဲ့ဒီလောကကြီးမှာအပြင်ပန်းနေမငြိမ်းချမ်းတဲ့ဒီလောကကြီးမှာကျွန်တော်တို့ရဲ့အတွင်းစိတ်ကိုဘုရားနဲ့ပေါင်းဆက်ခြင်းအဖြစ်ငြိမ်းချမ်းတဲ့ဘဝတတ္တာကိုတည်ဆောက်နိုင်တဲ့ဘုရားရဲ့သားသမီးတွေဖြစ်နိုင်ကြပါစေလွတ်တဲ့ကျေးဇူးတော်တွေကိုယနေ့မြတ်စွာတရားတော်မြတ်မှာတောင်းခံကြပါဘုရားသခင်ကျွန်တော်တို့တူစီကိုကြွယ်ဝစွာကောင်းချီးပေးပါစေ